ပြည်မြောက်ဖက်ပိုင်းကချင်ပြည်နယ်မိုးညင်းမြို့နယ်မှာတောင်ပေါ်ပင်လယ်လေးလိုတင်စားခေါ်နိုင်မဲ့မြင့်မတ်တဲ့တောင်ထွတ်တောင်တန်းကြီးတွေဝိုင်းပတ်နေတဲ့အင်းတော်ကြီးဟာအလျား14မိုင်အနမ်း9မိုင်ရှိပါတယ်။အမိုက်တိုက်တရောဗေဒာကင်းစင်ပြီးကြည်လင်စင်းလက်နေတဲ့ရေပြင်ကျယ်ကြီးလေအသင့်တင်ထိုင်ရင်ကိုလိုက်လိုက်တွေတအိအိဖြစ်ပေါ်နေလိုက်တာရေမှာပြောတဲ့ငကားတွေအရှိုးရှိုးပေါ်လာပြီးရွှေမြင့်စုရေလေဖျားကိုကူးမြော်နေကြတဲ့အတိုင်းလောင်လုံးစီခန်းရွှေရနာအပြည့်ကျဲသောအင်းတို့အဓိပ္ပာယ်ရတဲ့အင်းတော်ကြီးရဲ့အလဲပခိုးမှာတည်ထားတဲ့ရွှေမြင့်စုဘုရားပွဲတော်ကိုနှစ်စဉ်တပေါင်းသာဆန်းရှိရက်ကလာပြည့်နေ့အထိကျင်းပမြဲဖြစ်ပါတယ်။မြမပြည်တဝန်းလုံးလိုအထူးသဖြင့်မန္တလေးအထက်ပိုင်းနဲ့ကချင်ပြည်နယ်ကဘုရားဘူးများလာရောက်ကြတာများပြီးအင်းပတ်လေ17အုပ်စုကြီးရွာတွေကတော့ဘုရားပွဲတော်မတိုင်မီကလေးကအိမ်ရှိလူကုန်စားအိုးစားခွက်အိယာထိုင်ငင်းအပြည့်စုံနဲ့ပွဲတော်မှာရွာအလိုက်လာရောက်နေထိုင်ကြတယ်။ဒီအင်းတော်ကြီးနဲ့ရွှေမြင့်စုဘုရားအကြောင်းဒဏ္ဍာရီတွေအများကြီးနှစ်စဉ်ဘုရားပွဲတော်ရဲ့နီးလာတယ်ဆိုအင်းပတ်လေတောတွေထဲမှာဘုရားစီဥတီတဲ့ခြေလင်းလန်းတွေသူ့အလိုလျောက်အရှိုးရှိုးပေါ်လာတော့တာပဲတဲ့လေ။ဒီတာကနေစကားပြောရင်ဟုတ်တာပါမဟုတ်ဘူးညင်ပရီညရီနဲ့သုံးတတ်ကြတယ်နည်းနည်းမြန်နေအကြားရများလာတော့ချိုတာပြီးတမျိုးလေးနားရဲဆွဲသွားတယ်ပင်ကိုစင်ရင်ပွင့်လင်းဖော်၍ခင်မင်တတ်ကြတယ်ရင်းမြစ်တော်တောင်တဘာဝတရားကြီးရဲ့ငြိမ်းချမ်းခြင်းတက်ကိုလူတွေစီကပါရတယ်အင်းတော်ကြီးကိုမခွဲခြင်းခွဲခြင်းနဲ့ဆဲခွာခဲ့ရတယ်ပြန်မအောင်မယ်ညင်အလောင်းတော်ကတ္တဖဘုရားဟာတရားတော်မူဖြစ်ပါတယ်။စကိုင်းတိုင်းရင်းမာပင်မြို့ကနေမော်တော်ကားနဲ့မိုင်20ကျော်သွားရပါတယ်။ဒီခရီးကိုနွေရာသီမှာမှသွားလို့ရပါတယ်။တိလုပ်ငန်းကဆင်းနေဖို့စီးကြနဲ့ကြောက်တောင်ကြောက်ဆိုင်နေကြတဲ့မှာသွားရပါတယ်။မှောင်လိုက်တာညတိုင်းမှာပဲဖျားရှိခိုးအမြဝေဆူတောင်းပြီးတော့နောက်တစ်နေ့မနေ့မှာဖျားဝေနဲ့အတူပြန်ခဲ့ကြတယ်ခေါင်းလောင်းထိုးတန်ကပြန့်လွင့်နေစေပါပဲ
ပွဲခံကုန်းမောင်မင်းဆက်ကိုစတင်တည်ထောင်ခဲ့သူဦးအောင်စရရဲ့အထုပ်ပတ်တီအမှတ်သားတွေဒီငါးမြရပြည်ရွှေဘိုနေရာအနှံ့မှာပြန့်ကျဲလို့အောင်မြရဲ့အနီးအနားဘုံကြီးကျောင်းဝင်းထဲမှာတောက်ရည်တွင်းကြီးရှိတယ်အမျိုးသမီးတွေစပင်းကိုစီနဲ့ရေလာခတ်ကြပုံမှာမြင်ရသူအဖို့အသေးတရားရရင်တဖူဖူဖြစ်ရအောင်ဖြေဖို့သေးပါတဲ့အကြောင်းအစွမ်းပြတာများလားလို့အတွေးပေါ်ရတယ်အောင်မြင်နင်းညယုံနဲ့မကဘူးအိမ်သားတွေအတွက်ပါလက်တဆုပ်နှစ်ဆုပ်စာအောင်မြင်ယူသွားကြလို့တဲမြေတွေကိုပြန်ပြီးခိထားရတယ်လေရွှေချစ်သူဘုရားဟာအလောင်းဘုရားချက်မြုပ်ရာနေရာမှာတည်ထားတာလို့ဆိုကြတယ်ရွှေချက်ကြဘုရားလို့လည်းခေါ်ကြတယ်ဘောတော်မြင်သာမြို့တော်စီဒီကတော့အလောင်းဘုရားသမိုင်းနဲ့အတူရွှေဘိုမြို့ရဲ့အထိကရဘုရားတဆူပေါ့နေညိုချင်းမဟာနန္ဒကံရောက်တော့နေညိုရင်ရွှေဘူလွမ်းနေဆိုတဲ့ချင်းစာသားတစကိုအလိုလိုကြားရောက်လာတယ်ချီ၍ခေါ်သည်ချီ၍ခေါ်ရာသိညကျော်သူဦးဩရဲ့လေဒီမဟာနန္ဒကံတော်ဘက်ကိုယတုဆက်ဆူတည်ကျူခဲ့တယ်အညာတီရောဘုရားစီကြောင်မြောင်းကနေဆက်လေတစည်းနဲ့ဆန်တက်ခဲ့ကြတယ်။လမ်းမှာရွက်လေကြီးတွေလေတင့်ပြီးပြေဖောင်းအားကောင်းကောင်းနဲ့အေယာရီရေစည်းကိုအန်တုဖက်ပြိုင်ဆန်တက်လာတာတွေ့ရတော့အမတန်မှကြည့်လို့ကောင်းပါလေ။ကိုယ်ဝေးတဲ့ကညာတီရောဘုရားကိုမြစ်ပြင်မှာလှမ်းပြီးဖူးမြင်နေရပြီ။ဒီပတ်လေဝိုင်းနေတာမို့အညာတီရောဘုရားပရဝုံဟာတိတ်ဆိတ်အေးချမ်းနေအလောင်းစီသူမင်းအေယာဝရီရေချောင်းအတိုင်းစုံဆင်းလာရမှာကိုင်းမီနေနဲ့ဒီကျွန်းနာရောက်တော့ရွှေအောင်တောက်ပနေတဲ့တငင်တကောင်ကဖောင်းတော်ကိုဝဲတယ်ပြီးတော့မင်းကြီးချွတ်ထားတဲ့ဘောင်းတော်ထဲမှာဝင်နာပြီးရွှေဥဥချတဲ့လေဒီထူးခြားချက်ကြောင့်မင်းကြီးကတရက်ခန္ဓာပြင်စမမြောက်အပိုင်းလက်လေးတင်နေဒီကျွန်းမှာဘုရားတဲခဲ့တာတရက်ခန်စင်းလူတော်ဟာရွှေကျင်း38ပိတ်တာလောက်ရှိလာပြီးတင်းကျင်မှာစိန်လုံးကြီး40လောက်ရှိပါတယ်။တီဘောမင်းပါတော်မူကနေ့အချိန်မှာမန္တလေးရွှေကြီးမြင့်ဘုရားမှာပင့်ဆောင်ထားရကအခု4နှစ်တွင်းလောက်မှတပေါင်းလာပြီးဘုရားပွဲကာလရောက်ရင်အညာတိဟရောကိုပင့်ဘုရားပွဲပြီးရင်မန္တလေးရွှေကြီးမြင့်မှာပဲသတင်းသုံးနေပါတယ်။မိုးကုတ်မြို့သူမြို့သားတွေကောင်းမှုစိန်ဆလွယ်ကြီးကလည်း350ခန့်တန်တယ်လို့ဆိုကြတယ်။မန္တလေးကသွားရင်မုံရွာမရောက်ခင်6မိုင်အလိုမိုးညင်းတော်ရဇေဒီယအစူစူကြားကရွှေအောင်တဝင်းဝင်းတန်ဖုတ်တွေမိုးညင်းဇေဒီတော်ကိုဖူးတွေ့ရမယ်။ဇေဒီတော်ပုံသဏ္ဍာန်ဟာမုတ်လေးဘက်အုတ်ကျောင်းကမျက်နှာလေးဘက်မှာရက်တော်မူထိုင်တော်မူရုပ်ပွားတော်ကြီးများကိုဖူးမြော်ကြည်ညိုနိုင်ပါတယ်။တန်ဖုတ်တွေဆိုတဲ့အတိုင်းအာယုံကန်3ဓာတ်လုံးမှာရှိတဲ့နံရံများမျက်နှာကျက်များနဲ့တိုင်လုံးကြီးများနေရာအားလုံးမှာ3လက်မ4လက်မ6လက်မရုပ်ပွားတော်ပေါင်း9,120,280ထည့်သွင်းပူဇော်ထားရှိပါတယ်။ညရွှေငွေစိန်တီဆောင်မိုးညင်းဖျားပေါင်း
9,423,263 စုရှိတယ်လို့လည်းဆိုကြတယ်ရွှေစက်တော်သွားတောလာတဲ့ကတဘာဝရှုခင်းတွေကိုမမီတော့ဘူးဆိုရင်တောင်မျက်မှောက်ကာလဒီတောဒီတောင်အလှများကဖျားဘူးတွေကိုညှို့ခေါ်နေမှာစက်တော်ရဖျားသမိုင်းမှာနံပါရာနဂါမင်းတောင်းမှန်လျှောက်ထားတာကြောင့်နံပါရာမြစ်အခုမန်းချောင်းအနောက်ဘက်ကမ်းထိပ်ကြောက်ဖြာပေါ်မှာ108ကွယ်ဆက်လက်ခဏတော်နဲ့ပြည့်စုံတော်မူတဲ့ဝဲဘက်ခြေတော်ရာကိုချတော်မူခဲ့တယ်လို့ဆိုပါတယ်အောက်စက်တော်ရာကတော့တစ္ဆဗန္ဒမထေတောင်းမှန်လျှောက်ထားချက်ကြောင့်တစ္ဆဗန္ဒတောင်တော်မြတ်ကြောက်ဖြာပေါ်မှာလက်ရာခြေတော်ရာကိုချခဲ့တယ်တဲ့တပေါင်းနေပူပြင်းတဲ့ကာလဖျားရည်တရားရည်နဲ့အတူတောရည်တောင်ရည်စမ်းရည်မှာအင်းကြီးရာရှာကြတဲ့အတိုင်းမန်းချောင်းရည်ကြီးကြီးအေးအေးမှာရေချိုးကြကူးကြနဲ့ပျော်ရွှင်နေကြတယ်စက်တော်ရမှာဘာစုတောင်းခဲ့ကြပါသလဲနေဝင်ဖြိုးပြသားမိသားဖတွေအိမ်ပြန်ခဲ့ကြပြီအေယာမြည်ရစ်ခွေသားစွာစကိုင်းဘက်ကိုနှက်နဲ့ကူးခဲ့ကြတယ်စကိုင်းတောင်ဗျိုင်းရောင်တို့ခွေးစကိုင်းတောင်ကိုအဝေးကလှမ်းမြော်ကြည့်လိုက်ရင်တောင်အနှံ့မှာစကားပွင့်တွေစပယ်ပြူပွင့်တွေကျဲချထားတယ်ထုံးပြူဖွေးဝေးဖျားစီရီတွေပထိုးတွေစွန်းပုံညရှင်ကိုဥခိုက်ရှိခိုးကြတယ်ညီမင်းတော်ဘော်ကနေဟိုးဟိုးဒီဒီငေးကြည့်ပြန်ရင်အေယာဝတီမြစ်ကြီးရစ်ခွေစီးဆင်းနေတာမြို့ဘွယ်အဖော်ကျူခံရဆုံးဒီစကိုင်းရဲ့နေထွက်နေဝင်ချိန်ဟာအေယာဝတီထဲမှာကြီးလို့စကိုင်းသားတွေကဂုဏ်ယူတတ်ကြတယ်စကိုင်းတရားကြီးနားမှာရွက်လေကလေးအေးအေးလူလူဆန်တက်နေတယ်ဟိုးအဝေးရှိဘက်မှာမန္တလေးတောင်ရန်ကင်းတောင်တို့မှိုင်းပြပြရှမ်းတောင်နှမ်းကြီးတွေဥမင်30ပြီးတော့ကောင်းမှုတော်စီမြေကြီးလွင်မြမှာဖွေးဝေးဖြူအေယာမဇီရီလုံးလုံးကြီးတိမ်တိုက်တွေနဲ့ရောထွေးနေသလားအောက်မရလောက်အောင်ကြီးမားခန့်ညားလာတယ်ဒီဟိုကျွန်းထူပါယုံဇီရီပုံတရံအတိုင်းကနက်ကရံထီတော်နဲ့ညံတော်အမြင့်100တောင်လုံးမတ်တော်902တောင်2မိုက်4သစ်ကောင်းမှုတော်ရာဇာမဏိဆူလာဇီရီကြီးကိုတာလွန်မင်းက10နှစ်ကြာတည်ခဲ့တာအဘိမတဖဲသားတော်9ရဒါယကမင်းရဲ့နန္ဒမိတ်လက်ထက်ကြမှထီတော်တင်မြစ်တယ်လို့ဆိုပါတယ်မန္တလေးမယန်းကြံစစ်ကမ်းကနေမော်တော်စီးပြီးမင်းကုန်းကိုလာခဲ့ကြတယ်မန္တလေးမင်းကုန်း9မိုင်ခီးကိုတနာရီလောက်ကြာပြီမဲ့ရှုခင်းတွေငေးကြည့်ရင်တိတ်ကြတယ်မထင်ရပဲမင်းကုန်းကိုရောက်ခဲ့တယ်အမရပူရမြို့ဒီဘိုးတော်ဖះဟာဒီမင်းကုန်းအရက်မှာကြီးလေးကြီးတည်ခဲ့တယ်တဲ့ပထိုးတော်ကြီးချင်းသေးကြီး2ကောင်မင်းကုန်းခေါင်းလောင်းကြီးရေကန်ကြီးပထိုးတော်ကြီးကိုဘိုးတော်ဖះကတက္ကရာ1152တဘိုးရွဲလာဇန်9ရက်နေ့မှာရွှေအုပ်ငွေအုပ်ခင်းကျင်းစတင်တည်ခဲ့တယ်ချင်းသေးကြီး2ကောင်ကိုတက္ကရာ1155မှာတည်ပါတယ်မင်းကုန်းခေါင်းလောင်းကြီးကိုကြီးနီကြီးဝါဘော်တန်ကျွန်းများပေါင်းဆက်4ချိန်မတွန်းလောင်းမီ95,555 ပိတ်သာရှိပါတယ်မှတ်မိလွယ်စေဖို့မင်းပြူမှန်မှန်ပြောလို့ရှိလူကြီးတွေဆိုခဲ့ကြတယ်မှန်မင်းပြူမှန်မှန်ပြောမတလုံးပုံရင်မှားပါတယ်မြမပြည်မှာအကြီးဆုံးကဘာမှာတတိယအကြီးဆုံးလို့မှတ်တမ်းရှိပါတယ်
မရပူရတောင်မြုပ်မှာနာမည်ကြီးသမိုင်းဝင်နေရာကတော့တောင်တမန်အင်းနဲ့ဒီအင်းကြီးကိုဖြတ်ပြီးတကွန်နိုင်ရွာအထိဆက်သွယ်ထားတဲ့ဥပိန်သစ်သားတရားရှိကြီးပါပဲကျွန်းနိုင်ကျွန်းသားတွေနဲ့ကြီးလှုပ်ထားတဲ့ခြေတံရှည်ကင်းချင်များဒီတရားကြီးပေါ်မှာတောင်တမန်ကွင်းကျယ်ကြီးကိုဖြတ်တိုက်လာတဲ့လေနှင်းကိုရှူရှိုက်ရင်းလမ်းလျှောက်ရတာအရသာတောင်တမန်စားမောင်ဖေငယ်နဲ့ဒိုင်းခင်ခင်တို့ရဲ့ပုံပြင်မဟုတ်တဲ့အချစ်ဇာတ်လမ်းဟာကြေကွဲစရာကောင်းတယ်မြို့ရိုးနဲ့ကျုံမန္တလေးတောင်ဈေးချိုနိုင်စင်တွေကတော့မန္တလေးမြို့ကြီးရဲ့ကြီးမားတဲ့သင်္ကေတကြီးတွေပေါ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့တင်စားခေါ်ကြရတဲ့ကျောက်စာတွေဒီကုသိုလ်တော်ဘုရားဝင်းနေမှာပါဗုဒ္ဓသာသနာအတွန့်ရှည်စေဖို့စေတနာရည်တန်ပြီးပိဋကသုံးပုံကိုကြောက်တဲ့အခရာတင်ထားတာပါမရှိကြောင်းတော်ကြီးဒုတိယကမ္ဘာစစ်ရဲ့စစ်ဘေးစစ်တမ်းမရှုမလခံလိုက်ရတာအခုထိတက်တည်ပြနေတော့နိုင်ရန်အစအနပနဲ့ရာအုတ်တိုင်ငုတ်တွေကိုကြည်ချင်းအဖြစ်အတူမရှိကြောင်းတော်ကြီးဘလောက်ကျယ်ဝန်းခန့်ထည့်လိုက်မလဲလို့ခံမှန်းနိုင်ပါတယ်ရွှေကြောင်ကြီးတစ်သားပပုလက်ရာတွေနဲ့ကြောင်ကြီးတစ်ခုလုံးမိုးမှန်ချေတတ်ထားတယ်။မင်းတို့မင်းကြီးဆံမြန်းသွားခဲ့တဲ့နန်းတော်ကြီးတွေကအဆောင်ကိုမင်းတို့မင်းနဲ့ရဆံသွားတော့တီဘောမင်းကရွှေပြောင်းပြီးကျောင်းတော်ကြီးဆောက်ထားတာ။မန္တလေးရောက်ရင်ဘယ်သူဈေးကြိုမရောက်ရှိပါမလဲဈေးကြိုညစီတိတိတိုးစီကားနေတဲ့လူတွေတဲ့တိုးခွေဈေးဝယ်ရတာထုံးမုံတွေဝယ်ရတာအမြဲပဲအမှတ်ရနေတော့ဘူးအမန်းလေးဆောင်းညကအချမ်းသာ
တော်တစ်တာကိုနာနဲ့၄နာရီထိုးတာနဲ့တပြိုင်နဲ့ရအောင်ကြိုးစားသွားခဲ့ကြတယ်။ကိုကြကိုတဲ့ဥတဲ့သူတွေမဟာမုနီရုပ်ရှင်တော်မြတ်ကြီးဖွဲ့တော်နဲ့အညီတစိမ့်စိမ့်ဖွညော်ကြီးညိုနေတော့မှဝင်းဝင်းတောက်ပနေတဲ့မျက်နှာတော်ဟာပြုံတော်မူလာသလိုလိုမျက်တောင်ခတ်နေသလိုလိုထင်ရမြင်ရတတ်ပါတယ်။ရွှေဆိုင်ရန်ဖျားပွဲလို့ကြားလိုက်တာနဲ့တောင်ကြချောင်းရဲ့စောမွန်လှရဲ့ရင်နာစရာဇက်ကြောင်းရဲ့တို့ရှိရာဒေသလို့သိလိုက်ကြမှာပါမန္တလေးပြည်ဦးလွင်ကားလမ်းမန္တလေးမြို့ရဲ့အရှိတောင်မဲ့မိုင်20အကွာမြင့်ငယ်လို့ခေါ်တဲ့ဒုဋ္ဌဝရီမြစ်ထဲကိုစီးဝင်တဲ့တောင်ကြချောင်းနှမ်းမှာတည်ထားတဲ့ရွှေဆိုင်ရန်ဖျားပွဲတော်ကျင်းပနေတော့တပေါင်းလာပြီးကျော်2ရက်နေ့မှာရောက်သွားကြတယ်ရွှေဆိုင်ရန်ဖျားပွဲတော်လာသူတိုင်းလိုအိန္ဒိယလက်ဆောင်အဖြစ်တက်မဲ့မဲ့ဝယ်ယူကြတာကတော့ကျောက်ဆယ်နယ်ကြီးလက်ရိုးရာလက်မှုလက်ရာဖြစ်တဲ့ထမ်းရွက်ပရီထမ်းရွက်ရက်တောင်ထမ်းရွက်တကွန်လုံးထမ်းရွက်ကလေးကစားစရာအယုတ်တီဖြစ်ပါတယ်ရေရည်နေချိန်မို့ဒုဋ္ဌဝရီဟာရေဆက်ဆက်မြုံမြုံလေးပဲစီးဆင်းနေလို့ပွဲတော်လာရီရေကစားဖို့အကောင်းဆုံးပေါ့ပိတ်ချင်းမြောင်မေမြို့ရှိဘက်12မိုင်ဝဲဝင်ကျေးရွာကတောင်ဘက်3မိုင်အကွာမှာတည်ရှိတဲ့ရှုံမြောင်3ခုအနက်တစ်ခုဖြစ်တဲ့ပိတ်ချင်းမြောင်ဟာဘဝအကျယ်ပေ20ရှိပြီးအတွင်းဘက်ဟိုးနောက်ကတော့ပေ1600ရှိလျက်ပါတယ်။တစ်နှစ်ပတ်လုံးစိန်ဆန်းရည်များတသွင်းသွင်းစီးဆင်းနေတဲ့ကြောက်ကူလှန်ကြီးတဲ့ဝင်လိုက်တာနဲ့အေးစိန်သွားတာပဲ။ငကား2ကောင်ပြင်စွဲကြီး9ဦးတရားတော်မူဇီရီငယ်ဆူဆူဇကျင်ဆင်းလူတော်တွေကြီးစနုတဆူမှာတော့မင်းဝဒဇာတွေနဲ့ဖုမြင်ရတယ်။လိုင်ငူအတွင်းရောက်လေမှောင်လိမ့်မို့ရက်စင်မီမပြတ်တမ်းထိန်နေကြီးထွန်းညှိထားတယ်။ဒီဘက်ခေတ်မှာလူဒီများလာလို့စနေတနင်္ဂနွေလိုနေကြီးရဲ့ကြီးအားလိုက်ရဲ့များမှာမန္တလေးလိုစကိုင်းလိုဒေသများကအများအပြားလာရောက်ကြပြီးတပြည်လုံးကဖျားဘူးတွေနေ့စဉ်တဖွဲဖွဲရောက်လာတတ်ကြပါတယ်။ရှမ်းပြည်တောင်ပိုင်းဖျားတွေဖူးဖို့ယထာနဲ့တက်ခဲ့ကြတယ်။ယထာလန်းတစ်လျှောက်အလျားလိုက်ဖြန့်ပြထားတဲ့သဘာဝပကြီးကားကြီးဆေးရောင်စိုးစိုးစိမ့်စိမ့်တွေနဲ့လေအင်းမကြီးလို့အင်းလေးလို့ခေါ်တာမဟုတ်ပဲမူလပထမကဖဲရရွာမနမ်ပန်နောင်တော့ပန်းပုံရဲလို့အင်းလေးရွာကိုအစွဲပြုပြီးအင်းလေးလို့အမည်တွင်ခဲ့ကြောင်းအဆိုရှိပါတယ်။ပင်လယ်ပြင်တဲ့အမြင့်ပေ3000နီးပါးမှာတည်ရှိတဲ့ဒီအင်းလေးဟာအရှိအနောက်တောင်တန်းမြင့်မြင့်ကြီးနှစ်ခုကြားမှာအလျား18မိုင်အနံ9မိုင်ကအကျယ်ဝန်းရှိပါတယ်။တောင်တန်းကြီးတွေရဲ့အရိပ်အစင်အမြဲထင်ဟပ်နေလို့အင်းရည်တစ်ပြင်လုံးပြာမှိုင်းလို့ရှမ်းဘာသာနဲ့စပရာလုံးမိုင်းကွန်ဗမာလိုလူပြည်သူဆင်းလာတော့ဖျားလို့မူလပွဲမြင်များရှိတဲ့အင်းလေးဖောင်တော်ဦးရုပ်ပွားတော်၅စုဟာညောင်ရွှေမြို့မှာသတင်းသုံးနေရကအခါတစ်ပါးမှာစစ်မဲ့ရေးရနဲ့ဂျုံကြိုက်ခဲ့ရလို့လုံကြုံရအရာအင်းလေးရဲ့အနောက်တောင်ဒေသရှိအင်းတိမ်မှာရွှေ့ပြောင်းသတင်းသုံးစီခဲ့တာဖြစ်တယ်တဲ့အဲ့ဒီကစပြီးအင်းဒေသရွာစဉ်တစ်လျှောက်ဖောင်တော်နဲ့လှည့်လေအပူဇော်ခံတဲ့အစဉ်လာရှိခဲ့တာအခုဆိုသတင်းကျွလာစန်းတရက်နေ့ကလာပြီကျော်3ရက်နေ့အထိဒေသစာကြီးကြွချီချိန်ကြပါတယ်တခါကလမ်းခီးရွာတရွာမှာအပူဇော်ခံရင်ဖျားတဆူရေထဲကြဘူးလို့ရေအောက်ငုတ်ရှိုးဘယ်လိုရှာလို့မှမတွေ့ကြလို့ရဟန်းရှင်လူစိတ်မချမ်းမသာဖြစ်နေကြတော့တာလေးရွာဦးမူလစံတော်မူရာဖျားเจ้าတော်အတွင်းရေတွေဆွတ်ဆူနေတာကိုဖူးတွေ့ကြရတယ်
ဒီလိုထူးဆန်းတာမျိုးတစ်ချိန်မကနှစ်ချိန်သုံးချိန်ရှိတော့ဒီရုပ်ပွားတော်ဟာဒေသစာကြီးမကြွချီလို့ယူဆယုံကြည်ကြပြီးကျောင်းတော်မှာထားခဲ့ပြီးကြံလေးစုသာကြွချီအပူဇော်ခံတယ်လို့ဆိုပါတယ်အင်းဒေသနဲ့ရှမ်းပြည်တောင်ပိုင်းတခွင်သာမကပဲမြန်မာပြည်တစ်ပြည်လုံးရဟန်းရှင်လူကြီးညိုသရာအားကြောင့်ရွှေသားရုပ်ပွားတော်များဟာမျက်နှာတော်ပုံတော်များမသေးခွဲတော့ပဲရွှေတုံးရွှေခဲအတိဖူးတွေ့ခဲ့ကြရတဲ့အတိုင်းပါရွှေဦးမင်းတောင်ပေါ်ကိုမဆောက်တကလေးတွေရည်တွေ့ရင်တက်ကြည့်မေ့လို့မေ့ကြောလို့ကြောနဲ့လက်ကလေးပေါင်းဘယ်လောက်ဆိုတာသိခဲ့တယ်ရွှေဦးမင်းကူဝရောက်လို့စင်းလူတော်ကိုဖူးမြော်ဥချဝတ်ပြုလိုက်ရင်အမောပြေပြီပေါ့လိုင်ကူဝင်ကဘာအတွင်းမှာတော့ဘဲကြည့်ကြည့်တဆူနဲ့တဆူထိကပ်နေုံမကအထက်ထအဆင့်ဆင့်ရက်တော်မူထိုင်တော်မူလျောင်းတော်မူယဟန်စီရီတို့ကိုတစ်ကြောက်ယွန်းလက်ရတွေနဲ့ဖူးတွေ့ရပါတယ်တောင်ကြီးမြို့ကနေရှေ့ကိုကားနဲ့12မိုင်လောက်သွားရင်ပို့ပုမြို့ကိုရောက်ပါတယ်ရိုးသားဖြူစင်သဘောဖြူကြတဲ့ပအို့တို့ထားနေပေါ့ပို့ပုမြို့လေကုန်းတော်ပေါ်မှာတည်ထားတဲ့တိရိမင်္ဂလာရွှေချမ်းသာဖရာထီတော်ကဆွဲလဲတံများရဲ့နဝင်းချိုးသားညီညောင်းမှုဟာမြမပြည်ဖေရက်မှကြားနိုင်လောက်လို့မထင်ပါဘူးပို့ပုဂီတတန်စုံဝိုင်းကြီးလို့တော့တင်စားနိုင်လောက်ပါတယ်ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသကစတင်စီးဆင်းလာတဲ့ဒီဘလူးချောင်းဟာဖဲခုံမိုးပြဲနယ်များကိုဖြတ်ဂိုက်ကော်မြို့တဲကိုဖွေးကောက်စီးဆင်းသွားပုံကအဝေးကကြည့်ရင်အပြာရောင်ဖဲပြားကျိုးတစချထားတဲ့အတိုင်းပဲကယားပြည်နယ်ရဲ့အေးချမ်းသာရတဲ့ဂိုက်ကော်မြို့တဲကသီရိတောင်မှာမင်္ဂလာသီရိစီတော်ကိုဖူးမြင်နိုင်ပါတယ်ကိုးစီကိုးမွားကွဲနေတဲ့ကြောက်တောင်ထိပ်ဖျားမှာဇီရီကြီးငယ်တွေတည်ထားပြီးဖျားဖို့တွေအလွယ်တကူကူးတန်းသွားလာနိုင်မှုတရားတွေခင်းပေးထားတာဟာတကယ်ကူးကြတဲ့ခါမှာတော့အောက်ငုံမချီရဲပဲအသေးတရားရာရင်တခုခုကူးကြရတယ်။ကွဲတယ်၊ကွာတယ်၊ဝေးတယ်ဆိုတဲ့အဓိပ္ပာယ်တွေကြောင့်တောင်ကွဲဇီရီလို့မခေါ်ကြပဲမင်္ဂလာသီရိဇီရီလို့သာမြို့ကန်တွေကဘွဲ့မီနာမခေါ်ကြတယ်။မင်္ဂလာသီရိတောင်ရဲ့အရှိဘက်ကပ်ရဲ့တောင်အစင်းနားမှာဗုဒ္ဓသာသနာအတွန့်ရှိစေဖို့အဋ္ဌံစိုက်ထားတဲ့မဟာဗောဓိညောင်မင်းကြီးအရေးအောက်ဝင်လိုက်တာနဲ့ကိုမတိတိသားသားအေးချမ်းသွားတာကိုသတိပြုမိတယ်။ပခုတ်ကူမြို့ပါမြမပြည်လေပိုင်းကပခုတ်ကူမြို့ဟာပရိယတ္တိသာသနာထွန်းကားဖို့ရာစေတနာတရားထက်သန်အားကောင်းတဲ့မြို့ဖြစ်ပါတယ်။စာတင်တိုက်ကြီးတွေကရာထောင်ချီရှိတဲ့ယဟန်တာမဏေတို့အတွက်ဆုံးကုန်းပစ္စည်းလေးပါတူတန်းထောက်ပံ့တာတချို့ဆွမ်းလောင်းသင်းများဆိုရင်ဖြစ်တရားတက်တန်းကျော်ပါပြီ။နေ့နေ့ညညစာတင်တိုက်တွေကစာဝါရွတ်ဖတ်ကြက်မှတ်တန်းဒီမြို့နှံ့မှာကြားခဲ့ရတယ်။ပ
ပကောက်ကူတီဟိုရှင်ဖျားရဲ့နဖူးမှာဝေးရှင်တော်ရှိပါတယ်မြမပြည်တကိုးကြီးဖျားတဆူဖြစ်လို့ရွှေထထချထားတာအခုဖူးမြင်ရတဲ့အတိုင်းပါပဲဒီမှာမြမမာသာမကကဘာမှာပါကြောတဲ့တခုတည်းသောအမှုပညာလက်ရာဖျားတကယ်လို့ဘုံစရာရှိပါတယ်တကယ်ကြီးတစ်ခုလုံးပန်းကနုတ်တွေရှစ်ထက်ရှစ်နွယ်ထားတဲ့အထဲမှာဗိမသားရဇတ်ဝေဒန်ရဇတ်ရုပ်လုံးများကိုစိတ်ရှိလက်ရှိခဲရခဲစေအမှုစိတ်ဘလို့ထွင်းထုထားတယ်ဆိုတာအော်တမောနဲ့စုတ်သက်တပြားခါလောက်ပါတယ်ရွှေကူတကယ်ကြီးရဲ့မှတ်တမ်းရဒုရှိလက်မပန်းရှစ်ထက်ရှိတဲ့ဒီတကယ်ကြီးကို1969ခုတပေါင်းလပြည့်ကျော်3ရက်နေ့ကစပြီး4နှစ်ကြာဗဟုဆရာဥက္ကံကြီးနဲ့သားကိုတီတို့ကလက်ခငွေ4000နဲ့ထုလုပ်ခဲ့ကြတယ်လေအဲ့ဒီတုန်းကရွှေတင်းကားတစ်ပြား12ကျပ်ရွှေ3မိသားနဲ့35ကျပ်သားဝယ်နိုင်လောက်တဲ့လက်ခငွေဟာဒီတကယ်ကြီးရဲ့ခန္ဓာမှုနဲ့တကူကြီးမပုံကိုရှင်းတွက်လို့ရနိုင်မှာပါဖျားပွဲရမှာမဟုတ်ပုပ်ပားမှာဖျားဘူးတွေအစင်အမြဲစီကားနေပါတယ်ဒီနောက်ပိုင်းမှာတောင်ကလပ်ကူသမကပုပ်ပားတောင်မကြီးကိုတောင်တက်လေးကျင်သူတွေများပြားလာပါတယ်အထူးသဖြင့်အေးချမ်းတဲ့ဒီဇင်ဘာလဇန်နဝါရီလများမှာပုပ်ပားကိုဖျားလဲဖူးရင်တောင်တက်ရင်ရွယ်ချက်များနဲ့တစ်နှစ်တစ်နှစ်လူလာပိုများနေပါတယ်တောင်ကလပ်ဟာပင်လယ်ပြင်တဲ့အမြင့်ပေ2419ပုပ်ပားတောင်မကြီးကတော့ဒီတဲ့နှစ်ဆ4982ပြီမြင့်ပါတယ်ဂျပန်ဖူဂျီယာမာတောင်ကြီးလိုပုပ်ပားတောင်မကြီးဟာချီရီမြင့်မြင့်ကြီးမှုပတ်ပတ်လေအဝေးမြို့တွေကအထင်ကြီးမြင်တွေ့နိုင်ပါတယ်ကိုပြတ်တက်တဲ့မေဝနာတို့ရဲ့အချစ်ဇလန်းရွှေပြင်းကြီးရွှေပြင်းလေးတို့သားမိသားဖတို့ရဲ့အပူအလွမ်းတောင်ကလတ်တနေရာမှာကိုပြတ်တက်လာလန်းပကံဘက်ကိုမေဝနာပြုံးနေကြနေရအခုခြေကင်းလက်ခင်းသားတဲ့အချိန်ရောက်ပြီမို့ပုပ်ပားဖျားဘူးတွေစီကားနေပြီလေကြီးလို့ဖျားရဲ့လို့အကျော်စီကလူပြောများတဲ့ဖျားဟာကြောက်ကြောင်မြောက်ဖက်4မိုင်กว่าပုပ်ပားတောင်ရဲ့အနောက်စူးစူး9မိုင်กว่าနှစ်ကြောက်ခွဲရွာမှာတည်ရှိပါတယ်နှစ်ကြောက်ခွဲရွာရဲ့လို့အမည်ဆန်းလို့မေးမြန်းကြည့်တော့အလောင်းစီသူမင်းကြီးတိုင်းကန်းလှစ်လေလာစဉ်ဒီအရက်ဒေသမှာတောက်သုံးဖို့ရေကန်တူးခိုင်းနေတဲ့စစ်တီဘိုးပါအလုံးရဲနဲ့တအုပ်ကိုရှင်သေးနှစ်ကြောက်ခွဲသားစီတူးဖော်ယုံမျှနဲ့ကံပြီးမြောက်ခဲ့လို့နှစ်ကြောက်ခွဲကန်ဆွဲပြုတ်ပြီးနှစ်ကြောက်ခွဲရွာနှစ်ကြောက်ခွဲဖျားလို့အမည်တွင်ခဲ့တာလို့ဂောဘကဖွဲ့ဝင်အဘဦးမောင်ရွှေကပြောပြပါတယ်ရွာတောင်မဲ့မှာလဲပိဋ္ဌာကန်ဆိုတာရှိပါသေးတယ်ကြောက်ပရောင်းပူပါဒေသတော်ဝိုက်ကြီးရွာတွေကဖျားဘူးတွေနဲ့နှစ်စဉ်စီကားမြဲကျင်းပါမြဲဖျားပွဲပေါ့ညနေစည်းစာတိမ်အောင်စုံတွေလှပနေတဲ့ကောင်းငင်ကြီးအောက်မှာ16မိုင်လောက်ရှည်လျားတဲ့အမျိုးသားယဉ်ကျေးမှုနယ်မြေကြီးတွေကလဲဝင်ရိုးတန်တညာညာရှေးဟောင်းပကံရဲ့ဖျားစီကြီးအစူတွေကိုစုံစည်းအောင်ဖုံးမြင်နိုင်မှုခက်တယ်ဒီပကံနယ်မြေမှာသာသနာအဆောက်အုံစီကြီးပထိုးများနဲ့နန်းတော်နေရာကလွဲလို့လူနေအင်ကြီးအစအနမတွေ့ရတာကတော့မုံမကလန်တမ်းမြင်အတိသားအယက်သားများဟာမခိုင်ခန့်နဲ့တေဝါများနဲ့ဆောက်လုပ်နေထိုင်ခဲ့ကြရလို့တမိုင်းသူတေသီတွေကဆိုပါတယ်ရွှေတွေဝင်းဝါဣနေတဲ့ရွှေတောင်ကြီးလိုရွှေစည်းကုံဇီရီတော်ကြီးဟာတကူမှရွှေစည်းကုံအဆိုကိုပေါ်ကျူးနေတဲ့အတိုင်းပါရွှေစည်းကုံဇီရီတော်ကြီးရဲ့အထုအထည်ပြည်သူကတိဆောက်ထားပုံဟာဒစိမ့်စိမ့်ကြီးညိုနေရင်းသားကရှေးဘိုးဘေးအပြည်ပင်တို့ရဲ့ကြီးညိုသရာနဲ့အမှုပညာအဖျားဖျားကိုဂုံယူလေးစားစိတ်တဖွာဖွာပေါ်ပေါက်လာရတယ်ရေမြင်တော်ဘော်ကတစောင်းပြတ်သက်တွေဒီတစ်သားတစောင်းကြီးတွေကဗဟုလျာတွေကလည်းအမခမ်းပါပဲအာနန္ဒာဘိတုကအနုလျာထင်ရှားတဲ့အာနန္ဒာတိုင်ကိုဖျားအထုကဓမယံဉာဏ်တော်ကတပ်ပညုအနုကအာနန္ဒာ
တကူမှရွှေစည်းကုံလို့ပြောစမှတ်ကြားဘူးလေ1091ခုနှစ်မှာကျန်စစ်သားမင်းတီထားကိုးဝယ်ခဲ့တယ်ဒီအာနန္ဒာတိုင်ငူဖျားဟာဘိသူကအတကြောင့်သာမကဗုဒ္ဓဘာသာကိုးကွယ်မှုတမိုင်းကိုခင်ကျင်ပြသထားတဲ့ပြတိုက်ကြီးတစ်ဖွဲလဲညီပါလေတရဘာတကားပကံမဲနေပြည်ရဲ့အရှိဘက်တကားပေါ့ဗဘဲမောင်တက်နဲ့နတ်မောင်နှမရုပ်တွေနဲ့900စုမှာပြင်များမင်းတည်ခဲ့တယ်လို့ဆိုပါတယ်ဥပါလိသိန်းမဟာဗောဓိဝိပြောက်ကြီးထီလိုမင်းလိုစူလာမဏိဓမယံကြီးတပ်ပိညုရွှေစည်းကုံစတဲ့ပကံရဲ့အဓိကရဇေဒီတွေပထိုးတွေမကွေးမြို့မကွေးမြတ်တလွန်စီဒီတစ်ဖက်ကစကရဲတောင်ပေါ်ကိုဖျားချင်းတွဲတော်မူစဉ်ကကျင်းစစ်ခဲ့တဲ့မြတ်တလွန်ကိုဘောကျော်ဘောတော်ဘလူညီနောင်ကယူဆောင်ပြီးဌာပနာစီဒီတည်ခဲ့တယ်လို့မြတ်တလွန်ဖျားသမိုင်းမှာရေးသားထားပါတယ်မင်းဘူးမှာဖျားသခင်ကျင်းဆက်ပူတဲ့နေရာတောင်ထိပ်မှာတဲကိုကျင်းဆက်တဲ့တဲချောင်းမနက်ကိုထားပနာပြီးဇီတော်တည်ထားတဲ့အတွက်ရှင်မင်းစကရဲဇီဒီလို့ပွဲမိဇီဒီရှိပါတယ်ဇီဒီတော်ရဲ့အရှိတ်ဘက်မှာအေယာရီမြစ်ကြီးတငိမ့်ငိမ့်စီးဆင်းနေတယ်အနောက်ဘက်မှာတော့ဇင်းညံတောင်တစ်ပင်မြက်ပင်တို့အလင်းကင်းတဲ့လက်ပြာရောင်မုံမုံမောင်မောင်ငကပွက်တောင်ကြီးလည်းရှိပါတယ်စကရဲစီဒီအရှိတ်ဘက်မုတ်ကနေမြင်းနဲ့ငှားစီးသွားရင်15မိနစ်လောက်နဲ့ငကပွက်တောင်ကိုရောက်နိုင်ပါတယ်တောင်ထိပ်ပေါ်ကိုတက်ထိပ်ဝမှာအကြီးအသေးပွက်တာကိုအတိတ်ခံပြုသူပြုဖျားဖူးတိုင်းစိတ်ဝင်စားလာရောက်ကြည့်ကြတဲ့နေရာပေါ့ဝိမြူကျောင်းတော်ရရဲ့လို့ဝင်းနီနှံ့ဆက်အကျော်တရားဖြစ်ရတဲ့အကြောင်းတစ်ချက်ကတော့ဒီ9လိမ္မာကြီးဒီကြောင်းပါပဲကျောင်းတော်ရဖျားကနေနှစ်ဖာလုံးလောက်ဝေးတဲ့မုံချောင်းဘူးတီရွာစိတ်မှာဒီငထွေငါးကြီးတွေနေပါတယ်ငါးစာဖွဲစုပ်ထန်းသီးမုံလေးပြစ်ပြစ်ချပေးရင်ဇက်တီဟဟခံထားကြတာရေပြင်မှာဘွာလုံးဝိုင်းဝိုင်းကြီးတွေပြုတ်သိမ့်နေတော့တဲ့အတိုင်းပါပဲဒီငါးကြီးတွေဟာဘွာရင်းမှသာဒီကိုရောက်လာကြပါတယ်ဝါထက်တာကိုသိတယ်ဝါထက်တဲ့နှစ်မှဆိုရင်ပထမဝါဆိုလာပြည့်မှမရောက်သေးပဲတန်ဃာတော်တွေဝါကတ်တဲ့ဒုတိယဝါဆိုလာပြည့်နေမှရောက်လာပြီးသတင်းကြိုလာပြည့်ပြီးရင်ပျောက်ကုန်ကြရောတဲ့ဒီငါးကြီးတွေကိုငါးစာကျွေးဒါနပြုကြလို့ဝါရင်း3လအတွင်းမှာကျောင်းတော်ရမှာဖျားဖူးတွေအထူးစီကားနေပါတယ်ဒါနဲ့ဒီဆောက်လုပ်ထားတဲ့ကျောင်းတော်ရှိတဲ့နေရာမှာဇေဒီတီထားကူးွယ်ခဲ့လို့ကျောင်းတော်ရဖျားလို့ပွဲမိပြင်ခဲ့ပါတယ်ရှေးကြဆုံးရေနံတွင်းကြီးရှိတဲ့ရေနံမြေကရေနံချောင်းမြို့လေစိမ့်ဆူထူပြစ်နေတဲ့စပယ်ယုံကြီးတယုံတွေက
စပယ်ဖြူပွင့်နေဈေးဒီဖြူဖြူအဆောက်အဦဖြူဖြူတွေကိုမြင်ရနေတော့မှာပဲအပူပိုင်းဒေသကကလောမျိုးလေးလို့တင်စားအပြောကောင်းတဲ့မိတ်ဆွေရင်နံချောင်းသားတူရဲ့စကားကိုကြားရောက်လာမိတယ်ပင်းဖျားပွဲကိုမြို့ကမိတ်ဆွေများနဲ့အတူကုန်းချောင်းသွားတာအမတမ်းမှပြောစရာကောင်းတယ်ပေါင်းမိုးတက်လေးတွေစီးသူကစီးခြေချင်းလျှောက်သူကလျှောက်ကြနဲ့တလန်းလုံးကြီးစဲနောက်ပြောင်သွားကြနဲ့12မိုင်လောက်ခရီးကိုမောရပန်းရမှမသိအောင်ကိုပြောကြရတယ်ဟောဟိုးမှာအေယာဝတီမြင့်နဲ့ဆုံရပင်းချောင်းကပင်းဖျားကဘုံမော်တက်လိုက်မြင်ရလိုက်ကြောက်ထဲဆင်းလိုက်ပျောက်သွားလိုက်မြုပ်လိုက်ပေါ်လိုက်နဲ့တိုင်းစီသွားနေရတယ်လို့ပဲပင်းဖျားနဲ့ပင်းချောင်းကတောင်းမြင်ရေဆက်ဆက်စီးမျောနေတဲ့ရေစီးချောင်းဘေးမှာတဲတွင်းလေးတွေလို့တောက်ရည်ကြီးခတ်နေကြဘုံလေးရေချိုးကြတူးနဲ့တူရေနဲ့ပက်ကြဆော့ကြပြောကြလို့ပင်းကိုထားပြီးထွက်ခွာခဲ့ရပြန်ပါပြီပြေးရွှေစံတော်ဖျားရင်မြင်တော်တောင်ဘက်မှာမြတ်ဆွေတော်တိုက်ရှိပါတယ်ဂရိလင်္ကာနိုင်ငံကန်ဒီမြို့ကမြတ်စွာဘုရားဆွေတော်အစ်စ်နဲ့အတူကိန်းဝတ်စံပေတော်မူခဲ့တဲ့ဆွေတော်ဘွားကိုမြန်မာတက္ကရာ1262ခုနှစ်ဇောင်မိုးလာဇန်17ရက်နေ့ညနေ9:00နာရီအချိန်မှာကန်ဒီမြို့ကနေပြည်မြို့ကိုပင့်ဆောင်လာခဲ့တယ်လို့သမိုင်းမှတ်တမ်းရှိပါတယ်။နှစ်စဉ်ဇောင်မိုးလာဇန်မှာဆွေတော်တိုက်ကိုဖွင့်ပြီးအများပြည်သူရဲ့ပူဇော်မှုကိုခံယူပါတယ်။၃နှစ်တစ်ကြိမ်မြို့ရင်းတက်နဲ့ပူဇော်ခံပါတယ်။ပြည်ရွှေစံတော်ဘုရားကြီးရဲ့ရင်မြင်တော်မှာတဘိုရဲလာပြီးညံရိုးထွန်းကြီးပူဇော်ပွဲဟာလည်းဘေးရိုက်မှမရှိတဲ့ပြည်မြို့ရဲ့ထူးထူးခြားခြားဘာသာရေးပွဲတစ်ခုပါမယ်ရွှေတောင်မြို့လေးဟာပြည်မြို့နဲ့9မိုင်ဝေးပါတယ်ရွှေတောင်မြို့ကဘာကျော်ရတဲ့အချိန်မှာရွှေတောင်တိုက်ပွဲကြောင့်သာမကထူးခြားဆန်းကျယ်ရွှေမြင့်မှန်မြတ်စွာဘုရားကြီးကြောင့်လည်းပါပါတယ်ကုန်းမောက်ခေရွှေတောင်မြို့သားဇေယရန်နမိတ်ကရွှေသားအတိရှိတဲ့မြင့်မှန်တော်ကြီးကိုတက်စဉ်ပူဇော်ခဲ့ရာကစတာလို့သမိုင်းရှိပါတယ်ဒီဘောမင်းပါတော်မူခြင်းကာလမြင့်မှန်တော်ကြီးကိုအဖို့ခံရလို့ရွှေတောင်မြို့ဝန်တော်ကြီးဦးမဲကဒုတိယမြင့်မှန်တော်ကြီးကိုထပ်မံထူထမ်းခဲ့ရမှာဌာပနာပိတ်သိမ်းဆဲခဲ့ပါတယ်တတိယမြင့်မှန်ကိုရွှေတောင်အရေးပိုင်ရဲ့ဇနီးမျက်စိယောဂပျောက်စေဖို့ရည်စူးပြီးတူတန်းခဲ့ပြန်ပါတယ်အခုမြင့်မှန်ကိုတော့ရွှေတောင်မြို့တရေတော်ရက်ွက်ဒေါ်ဆယ်လေးမိသားစုကတူတန်းထားတာပါဆွေတော်လှည့်ဝဲကိုအကြောင်းပြုပြီးနိုင်ငံတော်ဝန်လုံးမှာထင်ရှားတဲ့ပေါင်းတယ်မြို့ဟာရန်ကုန်ပြည်ကားလမ်းပေါ်မှာတည်ရှိပါတယ်။ရန်ကုန်မြို့ကမိုင်130ဝေးပြီးပြည်ကိုရောက်ဖို့တော့32မိုင်ဝေးပါတယ်။မြန်မာတက္ကရာ1259ခုနှစ်မှာမြတ်ဆွေတော်ပေါင်းတယ်မြို့ကိုရောက်ရှိလာပြီးနောက်ပိုင်းနှစ်စဉ်တော်သလင်းလာရောက်တိုင်းအများပြည်သူကြီးညိုဖူးမြင်စေဖို့မြို့တွင်လှည့်ဝဲကျင်းပခဲ့တာတစ်နှစ်ထက်တစ်နှစ်ပုံမူစီကားလာပါတယ်။ကနေကားနဲ့တောင်ကုန်းလမ်းအတိုင်းတောင်ကုန်းကမှဆက်လီနဲ့ရခိုင်ပြည်နယ်စစ်တွေမြို့ကိုစစ်တွေမြို့တွင်တနေ့ကုန်လဲပတ်ကြပြီးနောက်တနေ့မြောက်ဦးမြို့ဟောင်းစီခီးဆက်ခဲ့ရတယ်။လိုင်ငူဖျားနဲ့ပထိုးစီရီတွေဆင်းလူတော်တွေရခိုင်ပြည်ရဲ့ပကန်းလိုတင်စားဖို့ကောင်းနေပြီ။အတွင်းရှည်ကြတဲ့တမိုင်းကြောင်းနဲ့အတူယဉ်ကျေးမှုအမွေနှစ်တွေတ
ဒီမျိုးဟောင်းရဲ့မြေအောက်မှာတူးဖော်ပြီးတဲ့လောက်ပြီးနေတာတွေ့ရတယ်ပထဝီနေထားရမြေပြန့်မှာလို့ဖျားဘူးမများပြဘူးဆိုပေမဲ့လေဒီနေ့မှာဖျားဘူးအတော်များများနဲ့ရောက်တဲ့နေရာတိုင်းမှာဆုံရတယ်မြို့ဟောင်းမှာရှစ်တောင်းဖျားဒုက္ကံသိမ်ပထိုးအန်တော်သိမ်လက်ကြမအောင်ရတနာဘုံဖျားတွေဖူးရတယ်မြို့ဟောင်းကနေကားနဲ့ခရီးဆက်ရင်ကြောက်တော်မဟာမြတ်မုနီဖျားဖူးမြော်ကြရမယ်ဒီမှာခေါင်းလောင်းကြီးရှိတယ်ဖျားဝတ်ပြုဆူတောင်းပြီးရင်ဒီခေါင်းလောင်းကိုထိုးပြအောင်ထိုးကြတယ်ဝင်းကစွတ်မြင်းစွတ်ကကြည်မွေ့ဝဲခီးထွေလာဆန်းကန်းွေပတ်လေလို့ဆက်ဆိုခဲ့တဲ့စာသူဥကျင်ဦးရောက်ခဲ့တာဒီဒေသဖြစ်မှာပါတပုတ်တနဲ့ဗလိကဂုံတဲ့ညီနောင်တို့ဒေစီမဒေသကပင့်ဆောင်လာတဲ့ဗုဒ္ဓဆံတော်ကိုထာပနာပြီးအလောင်းစီသူမင်းကြီးဆက်လက်တည်ထားခိုးခဲ့တဲ့မော်တင်ဆုံးဖျားပွဲစီကားရခြင်းအကြောင်းရင်းဟာပင်လေကမ်းခြေရေချိုးစိတ်နဲ့ချွေးခင်းသားရကောင်းမွန်မှုတို့ကြောင့်လည်းပါပါတယ်။နန်းနဲ့ခင်းညနေချမ်းနေမှာလေညင်းကအပန်းပြေသူတွေနဲ့မော်တင်ကမ်းခြေတစ်လျှောက်မှာအုပ်ရည်တောက်ပင်လေဆန်းငံရည်တဝါကြီးချိုးလိုင်းစီပြီးတော့ရေချိုနဲ့တန့်စင်ပြည့်စိတ်လွတ်လပ်မှုကျဉ်းနှံ့မှုရကြမှာသိကြပါလေရန်ကုန်မြို့နဲ့မိုင်90သာဝေးတဲ့ပဲခူးမြို့ကိုကားနဲ့တီးထွက်ခဲ့ကြတယ်ပဲခူးရောက်ခါနီ6မိုင်လောက်ကတည်းကရွှေမော်တော်စီရီတော်ကြီးကိုထီထီမာမာဖူးတွေ့နေရပါပြီဟင်းနာတကောင်းစားနားသာယုံမြင်းနေရလေးကနေပင်လယ်စိတ်ကမ်းမြို့နဲ့1940မှာမွန်မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ဥတ္တာပဲခူးမြို့တော်ကိုရောက်ကြပြီ။ကြိုက်ပွန်ဖျားရန်ကုန်မြို့ဘက်အထက်ပဲခူးမြို့စုံမှာတည်ထားပါတယ်။ဓမ္မစီဒီမင်းကောင်းမှု68ပေစီညံတော်ရှိတဲ့ဆင်းနုတော်၄စုကြောချင်းကပ်ဂေါရမဗုဒ္ဓကမြောက်ရက်ကိုမျက်နှာမူထားပြီးဘောနာကုံဖျားကတောင်ဘက်ကကုတန်ဖျားကအရှေ့ဘက်ကတ္တဖဖျားကအနောက်ဘက်အသီးသီးသောရက်မျက်နှာများစီမျက်နှာတော်မူထားကြပါလေရွှေတာတရားညံတော်180ပေ52ပေမြင့်ရန်ကုန်6တက်ကြီးရွှေတာလျောင်းကိုတော်ကြီးလောက်မကြီးမားပေမဲ့လည်းသမိုင်းကြောင့်အရှိလျားကြောင့်လူသည်များထင်ရှားပါတယ်မဟာစေတီ1560ခုနှစ်ဘီရင်တော်မင်းတရားကြီးကောင်းမှုစေတီတော်1930ငရင်တန်းကိုခံခဲ့ရတယ်ဘီရင်တော်နင်းခဲ့တယ်ဆိုတဲ့အောင်မြင်လည်းရှိပါတယ်တရင်ဝါလာကျွလို့ခြေကင်းလက်ခင်းတာရာနဲ့အနေနဲ့အရရက်ကဖျားဘူးတွေကြိုက်ထီးကိုတောင်တက်လန်းတစ်လျှောက်မှာတွေ့ရပြီချမ်းရည်စားပြုတဲ့နွေမာလလောက်မှာဖျားဘူးတွေပုံမများပြလာပြီးဒီဇင်ဘာဇန်နဝါရီလတွေမှာတော့အထူးများပြပါတယ်ကမွန်စကန်ကနေကြိုက်ထီးကိုရင်မြင်တော့အထိ9မိုင်ခွဲဝေးတဲ့တောင်တက်ခီးကိုချမ်းချမ်းစီစီကြားတွေကနေနှစ်ဖူးချွေးစုအားထုတ်တရတယ်ဘိုးပြန်ဘွားပြန်တောင်းစိုင်တမောတဲ့ဖျားဘူးတွေပြီးတဲ့နာမည်တွေလေကြိုက်ထီးကို3နှစ်ဆက်တိုက်ရောက်ရင်အစအအောင်မြင်တယ်အကြံအစီအထမြောက်တယ်တိုးတက်တယ်အဲ့ဒီလိုယုံကြည်ကြတယ်တောင်တဲ့တောင်ဆင်းရှိုးမြောင်တောကြီးသလောက်ကြိုက်ထီးကိုဒဏ္ဍာရီလည်းရှိတယ်ရွှေနှမ်းကျင်ဖြစ်ရင်ကဝန်းစရာကောင်းတယ်4000နီးပါးမဆောက်တဲ့ထောက်ကဘာကြီးတွေရဲ့အစွန်လူဦးကောင်းပုံလုံးမပေ90ခန့်ရှိတဲ့ကြောက်တုံးကြီးဟာဒီထဲမှာတဝက်နီးပါးထိုးထွက်နေပြီးကြောက်ထဲကြတော့မလားအသေးရစရာပါအဲ့ဒီပေါ်မှာမှညံတော်15ပေခန့်ရှိတဲ့ဇေဒီကိုတည်ထားပါတယ်ကြောက်တုံးကြီးရဲ့အောက်နားမှာနှီးပြားထောက်ပြီးတွန်းကြည့်ရင်နှီးပြားကွေးကြီးဆန့်ကြီးဖြစ်နေကြကိုတွေ့နိုင်ပါတယ်
ဒီရင်မြင်တော်ပေါ်ကနေဘယ်ကိုပဲကြည့်ကြည့်ဘယ်ကိုပဲမျောမျောအပေါ်စီးကနေမြင်နေရတာမို့ငှက်တကောင်လိုလွတ်လပ်ပေါ်ပါခံစားရမှုထူးခြားပါတယ်။သွားရေးလာရေးလွယ်ကူပြီးကားပေါ်ယထာပေါ်ကဆင်းလိုက်တာနဲ့တောင်းတဲ့ခရီးအစဖြစ်နေတာကြောင့်ဖျားလဲပူရင်အပန်းလဲပြေစိတ်ကျဉ်နှံ့မှုလဲရကျမ်းမာရေးအနည်းတင်နေတိုးတက်ထူးခြားတာမို့ကြိတ်တီယိုဖျားကဒိဋ္ဌဓမ္မအကျိုးပေးနေတာသိကြပါလားတထုံရွှေစံစီရီတော်ဗုဒ္ဓဆွေတော်ဌာပနာထားတဲ့မွန်ရင်ကြီးမှုလက်ရဘုရားတဆူဖြစ်ပါတယ်။ရေမင်းတော်ပေါ်မှာဗိဓိကသုံးပုံကြောက်စာတိုင်းတွေစိုက်ထူထားပါတယ်။တထုံဟာထေရဝါဒဗုဒ္ဓသာသနာစတင်ထွန်းကားခဲ့ရာသာသနာပြုရှင်အာဟံပေါ်ပေါက်ခဲ့ရာပထမမော်နေပြီးတော့သူဝနာဘုံမိမြို့ဟောင်းဖြစ်ခဲ့တယ်။မြတ်တပိတ်တောင်မော်အတက်ဇောင်းတန်းမမတ်ဖြောင်းဖြောင်းဟာတက်ကြီးရွယ်ဝင်တွေဖို့နာပြီးအာကျိုးမှန်တက်ယူပါတယ်မုဒ္ဓမကနေဂရုသင်္ဘောနဲ့မော်လမြိုင်ဘက်တန်လွင်မြစ်ကိုဖြတ်အကူခေါင်းစည်းကျွန်းဘက်မှာတိမ်တွေလှနေလိုက်တာမော်လမြိုင်ကိုရောက်ပြီးကြိုက်တန်လန်စီရီတော်တောင်ကုန်းပေါ်မှာတည်ထားတာမို့မြို့ကိုမိုးနေတယ်ခရီးရောက်မဆိုင်ကြိုက်တန်လန်ဖျားဥခိုက်ရှိခိုးကြတယ်သာသနာပိုင်ခင်ကြီးရှင်ညာနာမှုပြုတဲ့တန်ဃာတော်များမင်းမီဗီယာမုံမတ်တထေးတကြွယ်ကုံတယ်ဆင်းရဲသားတို့သာသနာတက္ကရာ236ခုနှစ်မှာကြိုက်တန်လန်စီရီကိုတည်ထားတာလို့ဂောဘကအဖွဲ့ရုံးခန်းတွေကတင်မုံကြီးမှာဖတ်ရတယ်တခြားမြို့ကြီးများမှာလိုပဲဇီရီပထိုးဖူးမြော်လေးလာစရာတွေရှိပါတယ်ဘိုးတိုင်းတွင်းမှာပါတဲ့ဒီရွှေချင်းမြို့ကလေးကိုညောင်လေးပင်မတ်တောက်ယထာဓမ္မမဟုတ်ကားစီမတ်တောက်ကနေစစ်တောင်းကရုကူပြီးမြင်းလဲဆက်စီးရောက်ပါတယ်ရွှေချင်းမြို့ဘုရားကုန်းတော်ပေါ်မှာသတင်းညွှန်လာစမ်း14ရက်15ရက်လာပြည့်ကျော်1ရက်နေ့မနေ့ဆွန်ကြီးလောင်းလူပွဲကျင်းပရမှာမြို့လုံးကျွတ်မှုအထူးစီကားပါတယ်ဆွန်ကြီးလောင်းပွဲနောက်ဆုံးနေ့ညနေ6နာရီချင်းလောက်ကစပြီးရှင်ဥပဂုဒ္ဒစီမီပူဇော်ပွဲကျင်းပပါတယ်ရွှေကျင်သူရွှေကျင်သားမှန်ရင်ဘလောက်ပဲဝေးနေဒီပွဲတော်ကိုအရောက်ပြန်လာခဲ့ကြတယ်မိဘညီကိုမောင်နှမတငယ်ချင်းတွေပြန်ဆုံကြတယ်ချစ်သူတွေဆုံတဲ့ပွဲလေပျော်ပွဲရွှင်ပွဲမျိုးစုံရင်းနဲ့တီးသရုပ်ပေါ်အဆိုကပြိုင်ပွဲလေးပြိုင်ပွဲတွေရွှေကျင်မီးမျိုးပွဲကိုကြုံမှုကျင်တော့ရွှေကျင်သူရွှေကျင်သားအတိမိတ်ဆွေရှာတော့ပေါ့သူတို့ကခင်မင်းသူတွေကိုလည်းသူတို့မျိုးပွဲတော်ကိုအပါခေါ်ရကြတယ်ကြီး
ရောင်စုံကိုကြာခွက်ပုံချိုးပြီးစီမီတသိန်းပြောချပူဇော်လိုက်ကြတော့ချောင်းရည်တစ်ပြင်လုံးကောင်းငင်ကလာဟိကျေရိတ်တွေပါရောရှက်စီးမျောလို့ဒီလှတွေတဲသွားလို့လည်းမရဘဲသွားလို့လည်းမဖြစ်နဲ့နောင်နှစ်ခါဒီချိန်ဒီပွဲတော်ကိုချစ်သူတွေခေါ်ခဲ့ဖို့ပဲရှိတယ်1919ခုနှစ်မှာအင်္ဂလိပ်စစ်ဗိုလ်စာဂျွန်ဆက်ဂျင်းနီကြီးဝါတွေတိမ့်တဲ့အထဲပါသွားပြီးအိန္ဒိယပြည်ဘုံပေမြို့မှာသတင်းသုံးနေရတယ်လို့ဖျားသမိုင်းအချင်းချုပ်မှာဖတ်ရပါတယ်။ကြီးရည်ကျိုးဖို့ဘလို့မှထုချေလို့မှမပွန်းပဲဘူး။ဖိုလေးဘုံနဲ့ကျိုးလို့လဲဘလို့မှမရတဲ့အပြင်အနောက်ဘက်ကိုမျက်နှာမူထားရင်မြမပြည်ရှိရာအရှိဘက်ကိုမျက်နှာမူရဲပဲတဲ့။နောက်ဆုံးတော့ဗစ်တိုရီးယားပြည်မကြီးရဲ့အမိန့်နဲ့ပြည်တော်ပြန်ပို့တဲ့အခါမှာမြို့မှားပြီးဟင်းသရမြို့ကိုရောက်သွားရာကဟောင်းတော်ပေါ်တင်နှစ်ဖက်မြို့သားတွေအပြိုင်ဆွဲခိုင်းပြီးနိုင်ရာမြို့ကပူဇော်စီယာမှာမူလစံမြန်းရာစလုံမြို့ကိုကြွချီခဲ့ပါတယ်။အခုကန္နာကိုရီတိုက်တော်အတွင်းကိုတော့1991ခုနှစ်တဘိုရဲလာပြည့်နေ့ညနေ3နာရီမှာကြွချီသတင်းသုံးခဲ့တာဖြစ်ပြီးရာသီမရွေးဖျားဘူးမစဲဖျားပန်းမညှိုးတာကိုတွေ့ရပါတယ်။ဘာရကဘာမှာပွင့်တော်မူပြီးတဲ့ဖျားလေးစုတို့ရဲ့ရေသနုတ်တော်ရေစစ်တော်တောင်မွေးတော်နဲ့ဆန်တော်တို့ကိန်းအောင်ရဖြစ်လို့လေးစုတပ်ပုံရွှေတကုံတကုံဆန်တော်ရှင်ရဲ့လို့ဘွဲ့မြီများရှိတဲ့ရွှေတကုံစေတီတော်မြတ်ကြီးပဲခူးရုံမှအစွန်ဆုံးရှိကတိန်ခုဒရကုန်းတော်လို့ခေါ်တဲ့တောင်ကုန်းမြင့်ပေါ်မှာတည်ထားတာမို့ရွှေတောင်ကြီးအထွတ်တင်ထားသလိုကုန်းလန်းရေလန်းအဝေးကြီးကလှမ်းဖူးမြော်နိုင်ပါတယ်တဖုတ်သားနဲ့ဗလိကညောင်တို့ကစတဲ့ဒီစီတော်ရဲ့သမိုင်းမှာမင်းဆက်ဆက်ကောင်းမှုပြုမှုတွေရှင်စောဖို့ဘယင်မဆိုရင်ကိုယ်အလေးချိန်နဲ့အမျှချိန်ဆက်ပြီးစီတော်လုံးပြည့်မြက်ပါခတ်ရွှေတင်ကန်ကတ်ခဲ့ပါတယ်16ရာစုမှာဗညာယုံမင်းကတက်စစ်ဇေဒီယန်48စုတည်ခဲ့ပါတယ်နောက်ထပ်ဇေဒီယန်နေဆက်ထူထမ်းကြလို့ရွှေတကုံပစ္စယံပတ်ပတ်လင်းမှာဇေဒီယန်နေများပြလှတာကိုဖူးမြင်ကြရမှာပါကပ္ပအမွယ်တပါရွှေတကုံဇေဒီတော်ကြီးရဲ့စိန်ဘူးနဲ့ငမနာရွှေခေါင်းလောင်းငွေခေါင်းလောင်းထီးတော်ဟာပထမပုံအောက်ဆင်းကကလတ်ဆက်တဖူးစိန်မှုတော်အထိ22တောင်ရှိပါတယ်ရွှေသားချိန်2229ကျပ်နဲ့ဒေမူသားကျောင်းမြရတနာအလုံးပေါင်း36,410လုံးရှိပါတယ်လုံးဘက်က65ပေအမြင့်52ပေ17လက်မှရှိတဲ့ငပြောဘူးမှာတပည့်ပတ်လေတစ်ချက်ကို5ချက်သားရှိတဲ့ရွှေအပြားပေါင်း9282ချက်နောက်ထပ်ကတ်လူတဲ့ရွှေပြားများမှာ6ချက်သားစီရှိတယ်လို့ရွှေကုန်းမှတ်တမ်းမှာပါပါတယ်ဘာသာဝင်လူကြီးသူမတွေဖို့ဒေသူတပ်ပေါ်ရွှေတကုံကိုဖူးမြော်ခွင့်ကြုံရင်တေးပြောပြီလို့ဘဝရည်မှန်းချက်တစ်ခုအဖြစ်နဲ့ဥထိတ်ထားရကြပါတယ်ရှင်